ဖြစ်စီချင်လို့ရှင်တို့ကျမရှိမှာမှားတကယ်မှာတော့မဟုတ်စော့တာပေါ့နော်ရှင်တို့လေးတွေကမှားတယ်ကျမမှနှစ်ဖူးပြောင်းနေပြီဒီလားထိတ်တွေလည်းပြောင်းတော့ကျမရှိတဲ့မွေးတွေကုန်ကုန်ပြီကျမဒီနေ့မှစောက်တာဒီအော်ရာရမတရားများလို့ကြွားရတော့မဟုတ်ပါဘူးဒါမဲ့ရှင်တို့ကျမတခုပြောမလားသူများရပါသူတို့ရှိမှ90ဘူးတွေ100ဘူးတွေမှားလို့ဆိုပြောနေကြတယ်လားရှင်တို့လေးကျမကိုရွေးကြရနော်ကျမချက်ချင်းလေးထည့်ပေးလိုက်မယ်နော်30ဘူးတွေ20ဘူးတွေမှာလို့သူကစိတ်ညစ်နေကြတယ်အမလေးကျမရှိမှပြောင်းမြန်တော့ကျမရှိကလေမှားလိုက်တဲ့သူတွေကောင်ကလည်း3သိန်းမို့2သိန်းမို့ဒီတယောက်က9သိန်းဘူးတဲ့မဟုတ်ကျမဘယ်လိုလုပ်ကြရမလဲရှင်သူ့ပုံရင်ကြီးကသူကဘောတော့ဖင်ကြိုက်မယ်လို့ထင်လို့ဖင်လေးကြီးပဲရွေးထည့်ပေးလိုက်မယ်ဘာလို့လဲဆိုကျမစီမှာဖင်လေးရကျမပို့ပြီးများများတင်ထားရပေါ့နော်ဒါပစ္စည်းတက်ကလေးရောက်ထားပါတယ်ကျမပစ္စည်းတက်ကလေးတင်ထားပါတယ်ပေါ့နော်ဒီကေပဲရှင်တို့ကျမကိုတေးတာတက်နေရလားလို့တကယ်ပါပဲရှင်ခုနသိမှုကျမဒီ the box ထဲနာမလောက်10ဘောက်တော့ထည့်တော့ကျမလောက်ပါမို့ကျမတကယ်ပါပဲစိတ်တွေရိုက်ညက်တယ်ကဲနော်တယောက်ထဲနေကို2ပေါက်မှာဒါတော့မှသူကကျမရှိရပေါ့နော်ဟိုမှာထားတည်တာတိတ်ဖြတ်တာကြီးပါ9000မို့မှာထားတည်ရဲ့ကွယ်9000မို့ကျမလုတ်ပြပါမယ်နော်ဘဒူမာလည်းမမီးနဲ့ဘဒူမာလည်းတိလားအမလေးကျမဟိုမနေ့တုန်းကလေကျမရေလုတ်ပေးလိုက်တယ်ဒီကျမတငယ်ချင်းနန်းရွှေကြီးဆိုမှားတာတဲ့ကွယ်အဲ့လောက်ကြီးတော့မှားကြရမလို့ပါတငယ်ချင်းရဲ့တနေ့နှစ်ဘူးတနေ့မှာတစ်ခေါက်တနေ့မှာ3ခေါက်လောက်မှိုင်မယ်ကျင်းနဲ့တယ်တနေ့3ခေါက်မှလေဟို9000နန်းလေးဒီတစ်ဖြက်အဲ့လိုမျိုးလေးဒီမှားကြပါလားလို့နော်သူများတွေ90ရန်နေ100ရန်နေမှာလို့စိတ်ညစ်နေရတဲ့အချိန်မှာကျမအများကြီးမှားနေလို့ကျမတော်တော်စိတ်ညစ်နေရတယ်ဟဲ့ကဲတကယ်ရောင်းတာမဟုတ်လို့တကယ်တရောင်းကကျမအမြတ်တော်ရနေပြီသိကြတယ်နော်အဲ့လောက်အပေးခြင်းနေကျမဒါတော့တကယ်မရောင်းဘူးနော်ဒါတော့တကယ်ရောင်းတာလားလာမီးရဲ့ငါတကယ်စင်တီးတန်တယောက်ကရှိသေးကျမတကယ်မရောင်းနော်ကဲကျမ9သိန်းမှုကိုကျမဘလို့ထည့်ပေးရမလဲတော့မသိတော့အခုတခါလိုပြီးပတ်စံနဲ့ကတ်တက်မလို့ပဲဒါမဲ့ပစ္စည်းတစ်ကလေးတွေကလည်းတို့ထပ်ယူထားဖြစ်တော့ကြောင့်မလို့အဲ့ဇယက်ကတော့မပြောသေးဘူးပေါ့နော် Blackpink King Ovia ပင်ကလေးကြီးပဲရွေးထည့်ပေးထားပါတယ် Blackpink ကလည်းပင့်မယ်ပေါ့နော်သူက black နဲ့ပင့်နေတော့ထားဆိုတော့အဲ့တော့လေဒါလေးလည်းပင်မော်နော်စကားရင်အောင်လွဲကုန်ပါပြီရှင်သူဝေးဖို့အတွက်အင်ဂျီလေးတစ်ထည့်ထည့်ပေးထားပါတယ်လို့နော်တကယ်မရအောင်ကျွန်မအင်ဂျီ2ထည့်နောက်ထည့်ပေးထားပါတယ်သူများတွေ90ရန်နေ100ရန်နေမှားနေစီမှာကျမရဲ့တငယ်ချင်းလေးကျမရဲ့ fan လေးတွေကျမကိုမရွက်ဘူးလို့အတီးတွေဟုတ်တယ်ကျမလေးကတိတ်မပြောချင်ပါ9သိန်းမှုရများတယ်လို့နော်ပစ္စည်းတွေရောက်တဲ့အချိန်ကြာရှင်တော့မပြောပါနဲ့ပစ္စည်းတွေရောက်တော့ကြတော့မှားခြင်းနေလीနော်အသက်လေးလှလှလေးထည့်ပေးထားပါလေအသက်ကလေးတွေပေါ့နော်ဒါနောက်ဆွနာမှာအသေးရောက်ထားပါလို့ပြီးယူထားပေါ့နော်ကျမဘလို့နာလှုပ်ပြရမြန်တော့မသိတော့ကျမ9သိန်းမှုကျမဘလို့လုပ်ပြရကျမအင်ကြီးပဲအခါ3သိန်းလောက်ထည့်ပေးရတော့မလို့နဲ့အလုံးစုံ3သိန်း2သိန်းဆိုတော့ကဲစားပါနော်တကယ်9သိန်းမှုလာမှာဝါတော့အဲ့နဲ့လူတိတ်မပြောလိုက်တော့ပါဘူးလုတ်ပြီးမယ်လို့ပဲပြောထားပါလုတ်ပြီးလိုက်ပါမယ်အဲ့လောက်ကြီးတွေအများကြီးကြတော့လေကျမตีလိုက်မယ်လို့သူများရေလို့ကွာပြန်ရွေ့ခြင်းလို့ကွာသူများရေတခါရွေ့ဆက်လိုက်ကြီးဒါဘာလို့တင်လိုက်တာလဲစွမ်းနာတင်လိုက်တာ
ဟိုရာထင်လို့ကိုကနော်သူများကြီးလိုရွေးချင်လို့ဒါရောင်းပါလေဆိုမှသူကအရက်မကန်တော့ကျမကိုပြန်ပြီးတော့ရွေးသွားတယ်လို့ပဲကဲခုနသိမ်းမှုကိုကျမဒီမှာ iPhone ကြီးလည်းထည့်ပေးထားရင်နော်ဖုန်းတော့ဖုန်းပဲဘာဖုန်းလေးတော့ကျမလည်းမသိဘူး iPhone လို့တော့ထင်တာပဲဟုတ်လားနော်အဲ့ဒါကျမမဖုန်းကိုနှလုံးထည့်ပေးလိုက်တယ်ကာပါလဲမှာတစ်လုံးကာပါလဲတစ်ခုထည့်ပေးလိုက်တယ်အဲ့လောက်ဆိုတော့လောက်ပြီးထင်ပါတယ်ခုနသိမ်းမှုကတော့ခုနသိမ်းတော့ကားချင်မှာကားတော့မှာနော်နောက်ပြီး900နဲ့တပူးချက်လာမယ်တို့လေ900နဲ့တပူးချက်ရရင်ကျမကြားနေမှာဆိုလို့ကျမဒီမှာလက်ဆောင်လေးကလက်ကလေးနည်းနည်းတော့ညင်းနေအဲ့ကလက်ကလေးရဲ့ကျမပြဖတ်ထည့်ပြီးကောင်းတယ်ရုပ်ကိုဝင်ဒီရုပ်ကလေးရဲ့နောက်တစ်ခုကျရင်ကျမရုပ်တည်ကြီးပဲတည်တန်းထည့်ပေးမယ်နော်အရင်ဆုံးဒါလေးကိုပတ်ကြီးကြီးပိတ်လိုက်ပါဦးပိတ်ပြီးမြတ်တွေ့ပါမယ်ကဲ9000တော့ruby 6မိနစ်ကြော်ဖြစ်သွားရဲဆိုတော့ ruby အရင်ပြေးပါရဲ့ruby TV လေးချက်ဖွင့်တာမင်းပေါ့နော်ဖွင့်ပေးပါပြီပေါ့နော် okay စလိုက်ကြပါမယ်လို့အတန်းတော့ခဏလေးအတန်းနည်းနည်းတစ်ချက်တိုးလိုက်မယ်နော်အတန်းက18လောက်ထားလိုက်ပါမယ်โอเคပါအဲ့ဆို ruby ကရုပ်တည်တက်မဲ့ထည့်မယ်လို့ပတ်မှာ ruby ပြောထားပါတယ်အဲ့တော့ရုပ်တည်ကြီးပဲကျမအရင်ဆုံးဇက်တိုက်တည်ယူလိုက်မယ်ပေါ့နော်ရုပ်တည်ကြီးပဲအဲ့တော့ကျမညံ့များလေးထည့်ပေးပါမယ်ရုပ်ကလေးတွေကြတော့ကျမရုပ်ကလေးတွေယူထားရပေါ့နော်အမတွေ့ရနဲ့ရုပ်ကလေးလှလေးတွေ့လို့ကျမယူထားပါတယ်လို့ချစ်စရာလေးဒီလားရုပ်ကလေးမလေးတော့ so cute လေးအပြင်မှာသာဆိုရင်တော့တော်တော်လူကြိုက်များမှာတေးချပါကဲကျမ9000မို့ကျမနည်းနည်းလက်လုံချက်တော်နေပေါ့နော်အရုပ်ကလေးတွေကသေးပြီးတော့ဘောက်ကနည်းနည်းတီးကြမယ်ထင်တယ်ခဏကျမဒီဝဝင်ကြီးရဲ့တော်တော်ကြီးနေရပြန်ချပြီးမြန်တယ်ပါโอเคပါအဲ့တော့ကျမဒါလေးနည်းနည်းတေးပြီးလိုက်မယ်ပေါ့နော်အရုပ်တေးလေးတွေပဲ9000နဲ့ဆိုတော့တော်တော်တန်ပါလေရှင်းပြောရရင်တော့ဒီလိုမျိုးအရုပ်အကြီးကြီးထည့်ပေးချင်တာပါဒါပေမဲ့သူ့စား9000မိုးနေဆိုတော့အယုတ်တယုတ်နောင်ကမှ6000ကျော်ရဲ့ခစ်ကြီးမှာကိုအဲ့မုတ်ပဲထည့်ပေးလိုက်လေဆိုပြီးတော့လာပြောမယ်မုတ်ကြတော့ကျမအသက်တွေမတင်ရသေးဘူးလို့အသက်မဟုတ်လဲဟောင်းလဲရတယ်ဆိုပြီးလာပြောနေနော်ဒါလေးထည့်ပါမယ်ပတူကျမဘာမှမလုပ်မရှိအဲ့တော့ကျမမြင်းလေးထည့်ပေးချပါတယ်လို့ကျမဒီထဲမှာလက်ဆောင်လေးပါခါရဲ့ပါထည့်ပေးလိုက်တော့ရေပေါ့နော်နှက်မို့ဆိုကျမမွဲသွားမှာဆိုလို့ကျမလက်ဆောင်မှာတစ်ထပ်ထည့်ပြီးလို့ရှိရင်ကျမလည်းတည်တော့ပဲဒီလားဒီလောက်ရုပ်ဒီအများကြီးထည့်ပေးထားအောင်နော်လက်ဆောင်ထပ်ထည့်တော့မပေးတော့ပါဘူးရှင်ကဲတော့ package လေးတက်ထုတ်လိုက်ပါမယ်9000မိုးနဲ့9သိန်းမိုးလုပ်ပေးလိုက်တယ်နော်နောက်ကအဲ့လိုမျိုးလာမရွေးကြပါနဲ့တော်တော်များနဲ့ကျမတော်တော်တက်ထွက်တော့